အားလုံးပဲမင်္ဂလာပါရွှေသွေးချန်နယ်မှပြန်လဲကြိုဆိုလိုက်ပါတယ်လွန်ခဲ့တဲ့250ကျော်ကထုတ်ဝေခဲ့တဲ့ရွှေသွေးချန်နယ်တွေတဲကပကြီးဆရာကာတွန်းဆရာကြီးတွေရဲ့ရတပြောင်မြောက်လာတဲ့လက်ရမွန်လေးတွေပြန်လဲခန်းစားငယ်ဝပြန်သွားနိုင်စေရန်အပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်တာမို့ရွှေသွေးချန်နယ်ကို subscribe and like နှိပ်ပေးခဲ့ဖို့မေတ္တာရက်ခံပါတယ်မောင်ညီမလေးတို့ရေဒီတစ်ခါတင်ဆက်ပေးမှာကတော့ပကြီးဆရာကြီးဥပကြီးရဲ့ဝရိယအကျိုးလို့အမိရတဲ့ဇလန်းတိုလေးဖြစ်ပါတယ်ကျောင်းတစ်ကျောင်းမှာသွားတူလာတူတငယ်ချင်း2ယောက်ရှိတဲ့တနေ့တော့ဆရာမကြီးကပြောတယ်ဒီတနင်္ဂနွေနေ့မှာလေးလာရေးခီးထွက်ကြမယ်လိုက်ချင်တဲ့သူတွေမှတ်စုစာအုပ်အိုးထုတ်တွေယူခဲ့ကြမနက်8 နာရီကျောင်းကနေဘတ်စကားနဲ့ခီးစထွက်မယ်တနင်္ဂနွေနေ့ရောက်တဲ့အခါတငယ်ချင်းထားတော့လေးခွဲ9 နာရီတောင်ခွဲတော့မယ်ပြင်းနေခွဲမလိုက်တော့ဘူးအိမ်အောင်မယ်တရက်တလေကျောင်းလေးပိတ်ပါတယ်ဆရာမလည်းတို့ကိုအေးဆေးနားရအောင်မထားဘူးဘဟုတ်ပါမလဲကွာဘဟုတုဒအတွက်ပဲဟာမင်းကတော့ဆန်ပဲဒါဖြင့်ငါလိုက်သွားလိုက်အောင်မယ်ဒီလိုနဲ့လေးလာရေးခီးစင်ကြီးစခဲ့တာပေါ့ကျွန်တော်တို့မာနိုင်ငံနဲ့တိုင်းရင်းသားလူသားပြည်သူအပေါ် ဗမာနိုင်ငံနဲ့တိုင်းသားလူသားပြည်သူအပေါ် သစ္စာရှိကြမည် သစ္စာရှိကြမည် ဆရာမပြောတာကိုမှတ်စုထဲမှာမှတ်ထားကြအဲ့ဒါရွှေတကုံစေတီတော်ကြီးပဲဘေးနားကစေတီလေးကိုနောင်တော်ကြီးလို့ခေါ်တယ်ပထမနမူနာပုံစံတော်ပေါ့ကွယ်ဟိုဘက်ကတော့လွတ်လပ်ရေးကိုအသက်ပေးပြီးတောင်းခဲ့တဲ့ဦးဝိဇာရရဲ့ကြောက်တိုင်ပဲကွယ်အဲ့ဒါကစူးလေစေတီရွှေတကုံဘုရားအတွက်မြတ်စွာဘုရားဆံတော်တွေရောက်လာတော့ကခဏထားတဲ့နေရာပဲဟိုဘက်ကတော့မြို့တော်ခမ်းမဆောင်ဒီလမ်းတစ်လျှောက်လုံးမှာတော့ပြည်သူပိုင်ရုပ်ရှင်ရုံများဖြစ်တယ်ကွဒီကုန်းတရားကြီးပေါ်ကမြင်ရတာကတော့ရန်ကုန်မီးရထားပူတာကြီးဟိုဘက်ကအောင်ဆန်းကစားကွင်းကြီးပဲမီးမောင်းကြီးတွေဟာညဘက်ဘောလုံးကစားတဲ့အခါသုံးတယ်ကွမင်းတို့เจ้าမှာအခတင်နေတာဟာရှေ့နှစ်ဒီဇင်ဘာကျွန်းဆွယ်အားကစားပြိုင်ပွဲကျင်းပတဲ့အခါအဲ့ဒီအောင်ဆန်းကွင်းမှာအခန့်ဖို့ပဲမင်းတို့လေ့ကျင့်ခန်းတွေလုပ်နေကြတာလေဒီပွဲအတွက်ပဲချစ်တယ်တလိษံဥယျာဉ်ရောက်တော့တလိษံဥယျာဉ်ထဲဝင်တဲ့အခါတန်းစီပြီးစီကန်းတကြဝင်ကြရမယ်။သားကောင်တွေကိုတွေးကြရမကြွေးရဘူးနော်။လိုက်ကြည့်တဲ့အခါလောင်အိမ်မှာဆွဲထားတဲ့စာကိုဖတ်ပြီးမှတ်သားထားရမယ်။ဥပမာမြင်းကြားတစ်ကလေးအုပ်ချင်းသေးတွေကအာဖရိကတိုက်ကလာတာ။တားပိုက်ကောင်ဟာဆိုရင်ဩစတြေးလျတိုက်ကလာတာစင်တွေထဲမှာလည်းအဖြူလဲရှိတယ်စသဖြင့်ပေါ့ကွယ်ညနေဖက်လေးလာရေးခီးပြီးဆုံး၍ကျောင်းပြန်ရောက်တော့ပညာရှာရဲဆိုတာစာအုပ်ထဲကသာမကခုလိုဘဟုတုတလည်းရှာရတယ်တလိษံအကြောင်းထပ်သိကျင်လျင်တော့တေဇရုပ်စုံထဲမှာတစ်ခါပါလာတာတွေကိုလေ့လာကြကွယ်ကဲပြန်နိုင်ကြပြီနောက်တစ်နေ့ဟေ့တငယ်ချင်းမနေ့ကပြောလိုက်တာကွာမင်းကိုတိတ်တရိရတာပဲဆရာမကလည်းပြောပြလိုက်တာဆုံးလို့ပဲအေးလေမင်းတို့ပြောကြပေါ့ငါကတော့အိတ်ရေးတောင်မဝသေးဘူးများမကြမိစာမင်းမွဲစစ်တော့ចောင်းသားအလုံးဖြေဆိုနိုင်ကြပါတယ်အောင်စရင်ထွက်လာတဲ့အခါမှာတော့ငါလဲဖြေရပဲကွာဆရာမကလည်းစာအုပ်ထဲပါတာတွေမေးတော့မဖြေနိုင်လို့အမှတ်နဲသွားတယ်ကွာမင်းကိုငါပြောသားပဲဘဟုတုတလဲလိုတယ်လို့အေးပါကွာငါနားလဲပါပြီဝီရိယနဲ့သောចောင်းသားမှာနောင်တကြီးစွာရလေတော့တဲ့ဇလန်းလေးကတော့ဒါပါပဲအဆုံးထိကြည့်ရှုပေးလို့အထူးကျေးဇူးတင်ပါတယ်ဒီလိုရသမြောက်ဇလန်းလေးတွေစက်တိုက်ကြည့်ခြင်းရင်ရွှေသွေး channel လေးကို subscribe and like နှိပ်ခဲ့ပေးဖို့မေတ္တာရက်ခံပါတယ်အားလုံးပဲကိုယ်ချမ်းသာစိတ်ချမ်းသာရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်